တိပိတကကောဝိဒါရွေးချယ်ရေးစာမေးပွဲမှာဆိုရင်ရွှေမြစ်တာကနှစ်စဉ်နှစ်တိုင်းအလှူရှင်တွေကိုဖိတ်ခေါ်ပြီးတော့ဆရာတော်တွေအတွက်ပေါ့နော်ဒီဝေယဝိဆလည်းကူညီပါတယ်နောက်ပြီးတော့ဒီဆရာတော်တွေအတွက်အလှူရှင်တွေဖိတ်ခေါ်ပြီးလှူဒန်းနိုင်ဖို့လည်းနှိုးဆော်တိုက်တွန်းတဲ့ဘက်ကနေပူးပေါင်းပါဝင်ဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့ဒီ၄နှစ်ပေါ့နော်၄နှစ်ထဲမှာရောက်ပါပြီဒီနတ်ထီးခုသွားတဲ့ရွှေလင်ပန်းဆရာတော်ကြီးနိုင်ငံတော်တိပိတကကောဝိဒါတိပိတကဒရဒီဥက္ကဋ္ဌဆရာတော်ကြီးရွှေလင်ပန်းဆရာတော်ကြီးရဲ့တက္ကမတွေအနေနဲ့နှစ်စဉ်သူ့ရေးအနေနဲ့ပါဝင်ပါတယ်ဆရာတော်ကြီးပြန်လွန်တော်မူသွားတဲ့အချိန်မှာလည်းဆက်ပြီးတော့ဒီအစဉ်အလာလေးကိုဆက်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုရှိပါတယ်ကျမတို့ကအားလုံးကအမှန်နဲ့ထင်လို့ဘယ်သူမှဒီနေ့ငါအမားတွေလုပ်မယ်ဆိုပြီးတော့ရှောက်လန်းနေတာမရှိဘူးပေါ့နော်အားလုံးကကိုမှန်နေထင်တဲ့အရာတွေကိုပဲအစဉ်တစိုက်လောက်ကင်ကြတယ်လောက်ကင်ကြရင်းနဲ့အခြားသူတွေအထင်လွဲအမြင်လွဲတဲ့ကိစ္စတွေလည်းကျမတို့မှကြုံရမယ်ပေါ့နော်ဒါပေမဲ့ဒီຢာတွေကလည်းမြတ်စွာဘုရားရှင်တော်တော်မှပဲတစ်ဖက်သားရဲ့အထင်လွဲမှုတွေတိုက်ခိုက်မှုတွေကိုကြုံခဲ့ရတာရှိရဆိုတော့ကျမတို့ကဘုရားထပ်ပို့ပြီးတော့မကြီးကျယ်ဘူးမမြင့်မြတ်ဘူးဒါကြောင့်ကျမတို့ကိုစီမှာလည်းတိုက်ခိုက်မှုတွေအထင်လွဲခံရမှုတွေရှိရပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ line ပေါ်ကနေတခုခုဆို line ပေါ်တင်လိုက်မယ် line ပေါ်ကနေပြောလိုက်မယ်အရင်ပြောတဲ့သူကအနိုင် follower များတဲ့သူကအနိုင်ဒီတယောက်ကိုမကောင်းပြောလိုက်မှပွဲရှာလိုက်မှဆိုတဲ့ဟာမျိုးလေးတွေဖြစ်လာရပေါ့နော်ဆိုတော့ကျမကိုယ်တိုင်လည်းကြုံရတယ်ကြုံရတဲ့အခါမှာဒီကျမအပေါ်မှာအထင်လွဲတယ်ဆိုရင်ကျမကိုဓာတ်ရိုက်လာမေးလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးပေါ့နော် line ပေါ်နေတင်နေဆိုရင်ကျမတို့ဘက်ကတော့brighter တမားတယောက်လည်းဖြစ်တဲ့အတွက်ဒီလိုမျိုးဒီမိဘဆရာသမားတွေရဲ့ဆိုဆုံးမမှုကိုလည်းလိုက်နာတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့မှာဒီလိုနေဟဲ့ငါဟဲ့နဲ့ဟိတ်ပြီးရန်ဖြစ်ဖြည့်ရှင်းရမယ်ဒီလူဒန်းစားထဲမှာမပါဘူးပေါ့နော်မပါတာဖြစ်တဲ့အတွက်ကျမတို့ဒီလိုမျိုးဆက်လုပ်နေမယ်ဆိုလို့ရှိရင်တော့တည်ဆဲဥပဒေအရအရေးယူဆောင်ရွက်မှုတွေလုပ်မယ်ဆိုတာကိုကြေညာခဲ့ရပေါ့နော်နောက်တစ်ခုက line ပေါ်မှာလူတစ်ဖက်သားနဲ့တစ်ဖက်သားဒီလိုအထင်လွဲမှုပုတ်တိုက်မှုတွေရှိလာတဲ့အခါကျရင်ဖြည့်ရှင်းတာထက်ပွဲရှာတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အများကြီးပဲဒါတွေဖြစ်လာကြတယ်ပွဲတွေအများကြီးပဲပေါ့နော်ဒါကကျမတကူကြီးအမြင်နဲ့ဆိုရင်တော့ဒါကမှားယွင်းတယ်ပေါ့နော်လူတိုင်းကမှန်တယ်ထင်လို့ကိုလန်းကိုရှောက်နေကြတဲ့အထဲမှာကိုယ့်ရဲ့တကူကြီးအမြင်ကိုကမှားတယ်လို့ထင်တယ်ပေါ့နော်ကိုယ့်ရဲ့တကူကြီးအမြင်ကသူ့အမြင်ကိုအမြင်ဆိုတာရှိနိုင်တယ်ကိုယ့်ရဲ့တကူကြီးအမြင်နဲ့ဒီလိုမျိုးပေါ့နော်တစ်ဖက်သားကိုနစ်နာသွားစေတဲ့ဂုံတီပြက်စေတဲ့အတီဖြတ်စေတဲ့စကားတွေတုံးနှုံးပြီးတော့ပြောလို့မရပါဘူးဒါကိုလည်းဥပဒေကတိတိကျကျကောက်ွယ်ပေးထားပါတယ်အဲ့တော့ကျမတို့အနေနဲ့ကတော့ကျမကိုယ်တိုင်ကြုံခဲ့တဲ့အခိုက်အတန့်မှာတော့ကျမကဒါကိုတရားဥပဒေနဲ့ပဲရင်ဆိုင်မှာဖြစ်တဲ့အတွက်အားလုံးကို screenshot အနေနဲ့တက်တည်ယူခဲ့ပါတယ်ကျမဘက်ကနေတရားလွန်ကြီးတုံ့ပြန်ခဲ့တာသူကမှားနေပါတယ်သူ့ရဲ့အမှားတွေကဘာပါဆိုပြီးတော့တုံ့ပြန်တာအထက်ကိုဒီကျမအပေါ်မှာဒီအပြုတ်မူကတော့လွန်နေပြီဒါကိုမှားဒီဟာကိုသူမှားတယ်လို့ပြောတဲ့ဟာတွေကကျမမဟုတ်ဘူးဒီဟာကိုကျမလက်မခံနိုင်ဘူးဆိုတဲ့ဟာကိုတက်တည်အများကြီးယူပြီးတော့ comment တစ်ခုတိုင်းshare တစ်ခုတိုင်း caption တစ်ခုတိုင်းကအစကျမတရားဆွဲထားပါတယ်ဟုတ်တရားလဲရင်ဆိုင်နေသေးပါဟုတ်ဘာလို့သိစေချင်တာလဲဆိုတော့တရားလက်လွတ်ဘသူကိုမှအတရေပြက်စီတာမျိုးline ပေါ်မှာပဲဆိုပြီးတော့အလိပ်စာအမှားပေးထားပြီးတော့ပြောချင်တာပြောခွင့်ဘသူမှမရှိဘူးဆိုတာလေးကိုကျမတို့ကသိစေချင်တာပါဟုတ်ဒီရွှေမြစ်တာရဲ့လို့မစတင်ခင်2009ခုနှစ်မှာကျမဒီ brighter လုပ်ငန်းတွေစလုပ်ဖြစ်ခဲ့တာပါ2009ခုနှစ်မှာဆိုရင်ကျမတို့လှူဒန်းမှုတွေပေါ့နော်အတင်းအဖွဲ့တွေကိုညီမှုတွေလှုပ်ဆောင်ခဲ့တာပါ2015ခုနှစ်မှာကျမကဒီလူမှုဝန်ထမ်းကိစ္စရေးနဲ့ပြန်လည်နေရာချထားရေးမှာတဘာဝပြီးရော်ပါရေးစင်နာဝန်ထမ်းအနေနဲ့ရောနောက်ထပ်တစ်ခုမြန်မာနိုင်ငံတက်ချီနေသူနာပြုတပ်ဖွဲ့ရဲ့ရှိပီတာမြို့နယ်ဒုတိယတက်ခွဲမှုအထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒီနောက်ပိုင်းမှာမှကျမကဒီရွှေမြစ်တာအနေနဲ့ပြန်လဲထူထောင်တာပေါ့နော်ရွှေမြစ်တာအနေနဲ့ဆိုလို့ရှိရင်တော့အမျိုးသမီးတယောက်ဥဆောင်ရတာဖြစ်တဲ့အတွက်အခက်အခဲတွေလည်းများပါတယ်ဒါပေမဲ့ဒါကိုအခက်အခဲလို့မမြင်ပဲတွန်းအားလို့ပဲမြင်ပါတယ်နောက်တစ်ခုကတိုက်ခိုက်မှုတွေမလိုတဲ့စကားတွေဆိုလို့ရှိရင်ကျမမသိတယ်လို့ပဲနေပါတယ်ဟောနော်ဘယ်လိုပဲဖြစ်ဖြစ်စကားတွေပဲဖြစ်ဖြစ်အားဖြစ်စီရဲ့စကားပဲဖြစ်ဖြစ်ရန်လိုတဲ့စကားပဲဖြစ်ဖြစ်မလိုတဲ့စကားပဲဖြစ်ဖြစ်ကအရာအလုံးကပြီးသွားမှာပါကျွန်တော်တို့ကလူ့ဘဝခဏလေးပဲရတာဆိုတော့လေဟိုကိုတတ်နိုင်တဲ့အလုပ်ကိုတတ်နိုင်တဲ့
အချိန်ကိုခန္ဓာကိုတည်နိုင်တဲ့အချိန်မှာပေါ့နော်အကောင်းဆုံးကိုယ့်ရဲ့ကိုမညာပဲနဲ့ကိုယ်စွမ်းအားရှိသလောက်အကုန်ပေါ့ဒီလိုမျိုးလေးထုတ်ယူပြီးတော့မှကိုယ့်ရဲ့အချိန်တွေရောလှုပ်အားတွေရောပေါ့နော်ကိုနဲ့အတူတူစိတ်တူကိုယ်တူရှိတဲ့ဒီမောင်နှမတွေပေါ့အတင်းဥက္ကဋ္ဌအတင်းအဖွဲ့ဝင်ဆိုတာထက်သားသမီးနဲ့မိဘလိုမျိုးမောင်နှမတွေလိုမျိုးအားလုံးအတူတူလုံးကြတာဆိုတော့လေဒီအတင်းအဖွဲ့ဝင်တိုင်းတယောက်တိုင်းရလေကျမထက်တစ်ခုစီပို့တော်တာတွေရရှိကြတယ်ပေါ့နော်ဆိုတော့ဒီအားလုံးကိုဖွဲ့စည်းပြီးတော့မှဆောင်ရွက်တာဖြစ်တဲ့အတွက်ကျမတို့အချိန်တိုတွင်းမှာဒီအများသိထားတယ်ပေါ့နော်အများလက်ခံနဲ့အများသိထားတဲ့အတင်းအနေနဲ့ဖြစ်တယ်လို့ယူဆပါတယ်ဟုတ်နောက်တစ်ခုကကြတော့မွေနဲ့အစိတ်ရှိတတဘွားတွေနဲ့ပတ်သက်တာကြတော့ကျမတို့ကိုရိုးရီမြစ်တာလည်းရတယ်နောက်တစ်ခုကဒီရန်ကုန်ဒရိတ်ဆန်မှာဒီစင်စက်မပြတ်တာဝန်ထမ်းဆောင်ခဲ့တဲ့မွေဆရာကြီးဦးစိန်တင်ဆိုလို့ရှိရင်လေကျမတို့အခုချိန်ထိဒီမွေနဲ့တာရိုင်းဒရိတ်ဆန်နေနဲ့ပတ်သက်တာကိုလေ့ကျင့်သင်ကြားပေးစေပေါ့နော်ကျမအကိုတိုးကြီးတို့ရှိရဲနောက်ထပ်မွေနဲ့ပတ်သက်တဲ့အခြားအတင်းအဖွဲ့တွေရှိရဲ Wildlife of မြန်မာရှိရဲ NSCI ရှိရဲဒီလိုအားလုံးကကျမတို့ကဘသူကခေါင်းဆောင်ဘသူကနောက်လိုက်ဆိုတာမျိုးမရှိဘဲနဲ့အတင်းအဖွဲ့အားလုံးကဒီတစိတ်တဝမ်းနဲ့ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပြီးသွားနိုင်တာအကြောင်းမို့ကျမတို့ပို့ပြီးကူညီနိုင်တာလို့ထင်ပါတယ်